ကျွန်တော်ရဲ့ favorite hero LA hero อ่ะဗျာဒီလားခု character skin အတစ်ထွက်တယ်2နာရီခွဲအတိမှာတန်းဖောက်မယ်ဖုန်းကနေဖောက်မယ်ဗျာ okay လာတယ်ဗျာမကြည့်ဘူး information တွေ effect တွေဘာတော့မကြည့်ဘူးတန်းဖောက်မယ်အရင်ဆုံးကူလောစေတို့ဆက်လိုက်မှာလေးတစ်ချက်သွားဝင်မယ်coin 300ရေပြီးရင်လူဝဲချင်တာလေးတွေရှိသေးတယ် okay တစ်ချက်ဝင်မယ်ဒိုင်မွန်ကလည်းလောက်မှလောက်ဒိုင်မွန်လည်းလောက်မထင်တာပဲမလောက်လို့ရှိရင်ဖုန်းကနေ weekly back 7ပဲကောက်ဖြည့်ပေးလိုက်မယ်ဗျာ okay စားလိုက် item လေးတွေအရင်ယူမယ်ဒါလေးအရင်ရှိုးလိုက်အောင် COA 300ပြန်ရတယ်ဗျာလုံးဝဝင်ရတာအတန်ကြီးပဲဂူလောစေကျွန်တော်တို့ Agela စားလိုက်ဖက်ကတ်မန်9000ပြည့်ပြီဆိုတော့ကျွန်တော်စားလိုက်လေတကောက်တွားပြီးတော့အရင်ဆုံးလက်ဆန်းလာအောင်မယ်ခဏလေးဘယ်ရောက်ပါလဲအေးအကြောင်းများသေးတာဝယ်တော့မယ်ဆိုရင်ပြအောင်နေဒီမှာတွေ့ပြီ Agela အရင်ဝယ်လိုက်ပြီကွာ2000 skin okay ဗီဒီယိုတစ်ပုတ်ထဲမှာ2កောင်ယူပြမှာ2កောင်တော့ okay ခဏဆောင် normal skin လေးလည်းရအောင်ပါဟိုမှာခဏလေး okay show မယ်ဗျာရင်ကတော့ခုံနေပြီတကယ်လို့မဲ့ဒိုင်မို့မလောက်ဘူးလို့ရှိရင် weekly back 7ဘက်ဖုန်းကနေကောက်ပြီလက်တရားတုံနေပြီဗျာဒီလားတကို free token ဆောက်ပြီးတော့မြန်မာလူကြီးတွေပဲဖောက်ခဲ့တာဒီလိုတဖုံဖုံနဲ့ဗျာဒီလားကိုနဲ့ခွေတာဆိုင်တယ်တခါမှမဖောက်ဘူးဒိုင်မို့ကြီးပဲမြန်မာမွေတသိန်းခွဲဘူးဗျာဒီလား okay အရင်ဆုံး fat tan တော့ဆွဲလိုက်ပြီးဘာပေါက်တော့ပေါက်ပြီးသား skin ပြန်ပေါက်ပြီးသား skin လားဟို skin ပေါက်ပြီးသား skin လား no မတရားဘူးပေါက်ပြီးသားကို16កောင်ရတယ်ဒါထားလိုက်ဘာမှမဖြစ်ဘူးဟဲ့တန်းတော့ coin 90ရတော့ဒိတ်ပဲမရှိဘူး okay COE နဲ့ပဲနောက်ထပ်တော့ထပ်ထွဲမယ်ဒိုင်မွန်နဲ့ပဲဖောက်လိုက်မယ်ကွာဘာလို့လဲဆိုတော့ဒိုင်မွန်900တုံးလို့ရှိရင်ဟိုဘာလေးတော့ချောင်းလေးတုံးခုကြမှာလေအားကြောင့်ဒိုင်မွန်နဲ့ပဲဆွဲမယ် okay ဘာပေါက်မလို့လောက်ရမယ်ဆိုတော့ကျွန်တော်100လောက်တော့တန်းတော့100လောက်တော့ရတဲ့နေ15ခုတွေ15ခုတစ်ခု12ခု2ခုဆိုတော့မစိုးပါဘူးပေါက်ကြစကင်လေးပြန်ပေါက်တယ်ဆိုတော့ okay 185 20တော့185 okay feed up ရင်းလေးယူမယ် okay နောက်ထပ်တန်းတော့ပုံဖောက်ရပေါက်လိုက်သွားဖုံးလို့15ခုမှ10ခုတိတ်ပေါက်လိုက် okay ပေါက်ပြီးသားတော့ရအဲ့မော်မာဒီပိုးရှင်းတွေကဘာလို့ပြင်မချစ်ထားရလုံးဝမလို့လား3ခုဟုတ်ပြီဒီတော့ COE နဲ့ပဲဖောက်လိုက်မယ် COE ကုန်ကမှဒိုင်မွန်တုံးမယ်နောက်ထပ်တန်းတော့ပုံဖွက်ဘာပေါက်တော့ Agela ကွာအဲ့ normal skin တော့မရှိဘူးလား Agela normal တော့ငါမှာ okay ဝမ်းတော့ကျွန်တော်25ခုနဲ့ရမှာပေါ့နော်50% short စီးဒါလေးတော့ထဲလာအောင်မယ်ဒိုင်မွန်ကဘယ်လောက်မှဆိုလို့ဟိုခွက်12ခုရတယ်ဝမ်းတော့ကြီးနေဆွဲတာမှလာပြီးကန်ကောင်းနေတယ်တန်းတော့ထက်ချမယ်ခုနကတော့ဝေါ်ကာဖမ်းတာပြတ်သွားလို့ဗျာဒီထဲရနေပြီးတော့လေအဲ့ကွာကဘောက်ထဲရနေပြီးတော့ free token 2ခုထက်ရတယ် okay တို့ဒီဟာလေးဖောက်လာအောင်မယ်69ခုနဲ့ရတယ်120 okay ပြီးရင်130နဲ့ဒါလေးပေါက်လိုက်စမ်း50ပေါက်20ပေါက်20ပဲပေါက်တယ်ဘာမှမဖြစ်ဘူး20ဆိုတာဒါပြောမြတ်နေပြီတန်းတော့ချမယ်ဗျာစဉ်းစားမနေဘူးအုံဖွက်ပေါက်လိုက်တော့oh my god ကွိုင်းနေကြီးပဲတန်နေဘယ်လောက်လုံးမလို့488 okay bro တန်းတော့နှစ်ခါနဲ့ကျွန်တော်နောက်ထပ်50လောက်ထပ်ရသေးတယ်25လောက်ရသေးတယ်ဗျာ easy တန်းတော့ကွိုင်းနေကြီးပဲပါဗျာlucky box လေးတစ်ကောင်လောက်ပေးရင်မိုက်မှာနော်တိလား lucky box လေးတစ်ကောင်လောက်ပေးလိုက်ရင်တော့တော်တော်မိုက်သွားပြီတော်တော်တန်ပါဗျာအိုးအဟိဒါစကင်ရှိပြီးသားလားမရှိဘူးကွာအဲ့လေးရှိလိုက်ရင်ပြေးသွားပြီလို့ဘယ်နဲ့ကိုင်းတော့8ကွိုင်းလို့လား8ကွိုင်းโอเค1တော့10ကွိုင်းဆိုတော့ပြေးသွားပြီအဲ့လေးကော်ရတာခဏနေကြ highlight တွေလာမယ် highlight တွေ